အားလုံးပဲမင်္ဂလာပါ Lucky Dance Concession ရဲ့ home vlog လေးကနေပြီးတော့ကြိုဆိုပါရစေရှားကိုရောက်ရှိနေတဲ့နေရာကတော့ Lucky Dance Concession ကနေပြီးတော့တာဝန်ယူတည်ဆောက်ပေးထားတဲ့အရှိတကုံမြို့နေရာမှာရှိတဲ့အိမ်လေးကိုပဲရောက်ရှိနေရဖြစ်ပါတယ်ဒီအိမ်လေးရဲ့မြေအကျယ်ကတော့ပေ40ပေ60မြေပေါ်မှာအိမ်ရဲ့အကျယ်18ပေ45ပေနဲ့နှစ်ထပ်ခွဲတိဆောက်ပေးထားတဲ့အိမ်လေးပဲဖြစ်ပါတယ်။ဒီဘက်တစ်ချမ်းလုံးမှာမြေနေရာအကျယ်ကြီးတစ်ခုလုံး800ဖြစ်တဲ့အတွက်ကား3လေးစီအေးဆေးထိုးလို့ရတယ်။ပြကြလို့ရှိရင်ဒီအိမ်ထိုးရချက်ကဘာလဲဆိုရင်တချို့အိမ်တွေတော်တော်များများက ground တန်ကိုဒီမြေကြီးအောက်မှာပဲထားလေးရှိတယ်။ဒါပေမဲ့ဒီအိမ်မှာဆိုလို့ရှိရင်တော့ ground တန်ကိုအပေါ်မှာထုတ်ပေးထားတယ်။ဒီအိမ်လေးရဲ့ထူးခြားတက်ကနောက်တစ်ခုကဘာရှိသေးလဲဆိုလို့ရှိရင်တအိမ်တော့အပြင်ကနေကြည့်လိုက်လို့ရှိရင်ဘာရေပိုက်လိုင်းမှမမြင်ရအောင်အဲ့ဒီရေပိုက်လိုင်းတွေကဘယ်ရောက်သွားလဲဆိုရင်နေရံထဲမှာထဲဆောက်ထားတာအဲ့အကြောင်းမလို့ဒီအိမ်တွေကရှင်းရှင်းလေးနဲ့ပို့ပြီးတော့လှနေကဲထဲဝင်ကြည့်အောင်အိမ်ထဲကိုပထမဦးဆုံးဝင်ချင်းတွေ့ရမှာတော့ကျွန်းတကားလေးလည်းတွေ့ရမယ်ပြီးကျွန်းတကားလေးနဲ့လိုက်ဖတ်အောင်လို့အောက်ကကျန်းကင်းလေးကိုလည်းမာဘယ်ကျွန်းရောင်လေးသုံးပေးထားတယ်အပေါ်ကမျက်နှာချက်ကိုလည်း eco ဟုကျွန်းရောင်လေးသုံးပေးထားတယ်အိမ်ထဲဝင်ကြည့်မယ်အိမ်ထဲကိုဝင်ဦးဆုံးခြင်းပထမဦးဆုံးတွေ့ရမှာတော့အိမ်ကန်းလေးကိုတွေ့ရမယ်ဒီအိမ်ကန်းလေးမှာဆိုလို့ရှိရင်လည်းဒီအိမ်နဲ့လိုက်ဖက်အောင်ကျွန်းစတီလေးကိုသုံးပေးထားတယ်အပေါ်ကမျက်နှာချက်ကိုလည်းဂျက်စင်ပေါ်မျက်နှာချက်ကို light tray မီလေးနဲ့သုံးပေးထားတယ်ဂျက်စင်ပေါ်မျက်နှာချက်ကိုဆိုလို့ရှိရင်လည်းဒီအိမ်ကန်းစတီပုံစံလေးနဲ့လိုက်ဖက်အောင်၄ယောက်လေးသုံးပေးထားတယ်ပြီးတော့နောက်တစ်ခုကကြမ်းကင်းကိုဆိုလို့ရှိရင်လည်းအိမ်တက်ရက်လေးဖြစ်အောင်လို့ကြမ်းကင်းကြွေပြားဖြစ်အောင်လေးသုံးပေးထားတယ်ဒီအိမ်ရဲ့အောက်ဆုံးထပ်မှာဆိုလို့ရှိရင်ပဲ single room ပဲအခန်း2ခန်းတောင်ရှိအဲ single room ရဲ့အခန်း2ခန်းကိုလည်းတကားတွေကိုကျွန်းတကားလေးသုံးပေးထားတယ်ဒီအိမ်ရဲ့မြင်းကြီးအောက်ထပ်တစ်ခုလုံးကိုညညချက်ကိုလည်းကျစင်ပေါ်မျက်နှာချက်ရိုးရိုးရှင်းရှင်းလေးကိုလည်းသုံးပေးထားတယ်ပြီးတော့အောက်ကကျန်းကင်းကိုဆိုလို့ရှိရင်လည်းကြွေပြားအဖြူအောင်လေးသုံးပေးထားတယ်အပေါ်ကလည်းအဖြူအောက်ကလည်းအဖြူဆိုတော့အိမ်လေးကနည်းနည်းကျဲသူလေးလက်ခံစားရတယ်တသက်ရက်လေးလက်ခံစားရတယ်ဒီအိမ်ရဲ့ထမင်းစားခန်းကဆိုလို့ရှိရင်10ပေနဲ့28ပေအောင်ဖြစ်တဲ့အတွက်ထမင်းစားခန်းကလည်းအကျယ်ကြီးပဲပြီးတော့ဒီအိမ်ရဲ့အောက်ထဲမီနီတက်တစ်ထပ်လုံးကိုဆိုလို့ရှိရင်လည်းအလူမီနီယံနဲ့သုံးပေးထားတယ်ပြီးကြလို့ရှိရင်ပရင်းပေါက်တွေမှာဆိုလို့ရှိရင်လည်း safety တန်ပန်းလေးတက်ပေးထားတယ်မိဖို့ကြောင့်လည်းထမင်းစားကန်းကိုကဲ့ရက်လေးတွဲပေးထားအဖြစ်တဲ့အတွက်မိဖို့ကြောင့်ကလည်းကြဲကြဲဝန်းဝန်းလေးရှိပြီးတော့အေရှင်မတယောက်အနေနဲ့တက်တောင့်တက်တာနဲ့အေးအေးလူလူကြဲကြဲဝန်းဝန်းလေးချက်ပြုတ်လို့ရတယ်ပြီးကြလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်လည်း microwave နဲ့ gas မီးဖို့ကို cabinet ထဲမှာတစ်ခါရေးမြုပ်ပေးထားအဖြစ်တဲ့အတွက်မိဖို့ကြောင့်လေးကတက်တက်ရက်ရှင်းရှင်းလေးနဲ့လည်းလှဒီဘက်မှာဆိုလို့ရှိရင်လည်းအခန်းတစ်ခန်းလေးရှိသေးတယ်တူတယ်ဝင်ကြည့်အောင်ဒီခန်းလေးကဘာခန်းလဲဆိုရင်တခြားခန်းတော့မဟုတ်ပါဘူးရေချိုးခန်းနဲ့အိမ်သာထားတဲ့အခန်းမှာရေချိုးခန်းနဲ့အိမ်သာကဒီလိုမျိုးမီးဖို့ကြောင်နဲ့ကတ်နေရဖြစ်တဲ့အတွက်အဲ့ရဲ့ကြားထဲမှာဒီလိုမျိုးအလူမီနီယံစလိုက်တကားလေးထားပေးထားဖြစ်တဲ့အတွက်လူကစိတ်လဲတန့်နေပြီးတော့ကျမကြီးနေလည်းညှို့တယ်လို့ခံစားရတယ်လေကားရဲ့အကျော်လင်းလေးရာဆိုလို့ရှိရင်လည်းပြပြပြလေးနဲ့တက်လို့ကောင်းတယ်ပြီးတော့နောက်တစ်ခုရဲ့ဒီအရင်ထူးခြားချက်ကဘာလဲဆိုလို့ရှိရင်လေကားလေးရဲ့လက်ရန်နေရာဆိုလို့ရှိရင်လည်းပုံမှန်မြင်နေကြဒီဇိုင်းလေးရမဟုတ်ဘဲနဲ့ခင်မီရဲ့ဒီဇိုင်းအဆန်းလေးလည်းဖြစ်တယ်ပထမထပ်မှာဆိုလို့ရှိရင်ဒီနှခမ်းလုံးက master bedroom ပဲအဲ့ master bedroom နှခမ်းအပြင်ကိုဒီမှာဆိုလို့ရှိရင်လည်း space လေးတစ်ခုရှိတယ်အဲ့ဒီ space လေးမှာဆိုလို့ရှိရင်စာလုပ်ချင်တဲ့ကလေးတွေဆိုလို့ရှိရင်လည်းဒီနားမှာစာအုပ်စင်လေးပဲထားရပဲဖြစ်ဖြစ် laptop လေးပဲထားရပဲဖြစ်ဒီနားမှာစာလုပ်လို့ရတယ်ပြီးတော့ဒီဘက်မှာပရင်းပေါက်လေးလည်းရှိရဖြစ်တဲ့အတွက်တချို့ဆိုလို့ရှိရင်အဲ့လိုမျိုးကိုအိမ်လေးမှာဆိုလို့ရှိရင် coffee တောက်ဖို့နေရသေးသေးလေးအနေနဲ့ဒီနားမှာထားလို့ရတယ်စပွဲစဝိုင်းသေးသေးလေးထားပြီးတော့လည်းထားလို့ရတယ်ပထမတက်ရဲ့ဒီ space လေးမှာဆိုလို့ရှိရင်လည်းဖျားခန်းလေးထားပေးထားတယ်ဒီဖျားခန်းလေးမှာဆိုလို့ရှိရင်လည်းမျက်နှာချက်ကိုဂျက်စင်ပေါ်မျက်နှာချက်လေးသုံးပေးထားပြီးတော့ကျန်းကင်းရောတော့ SPC ရေဆိုကန် floor လေးကိုသုံးပေးထားတယ်
ဒီပထမတက်ရဲ့ဗရင်ပေါက်လေးကိုဆိုလို့ရှိရင်လည်းအလူမီနီယံလေးသုံးပေးထားပြီးတော့လိုက်ကအယောင်လေးဆိုလို့ရှိရင်လည်းအပြာရောင်လေးသုံးပေးထားတယ်အဲ့တော့အခန်းလေးကတက်တည်ရှိရှိလေးနဲ့ရောလှနေရပါတော့ဒီဖျားကန်းလေးကနေပြီးတော့အပြင်ထပ်မယ်ဆိုလို့ရှိရင်လည်း runner အသေးလေးတစ်ခုရှိတယ်အဲ့ဒီ runner အသေးလေးကိုထပ်ဖို့အတွက်တကားကိုဆိုလို့ရှိရင်လည်းကျွန်းတကားလေးသုံးပေးထားတယ်ပြီးတော့ဒီအိမ်လေးရဲ့ဒီလိုမျိုးဝရဏမှာဆိုလို့ရှိရင်လည်းအပေါ်က eco ဟုကျွန်းရောင်လေးသုံးပေးထားတယ်ကျွန်းရောင်လေးဆိုတော့ဒီကကျွန်းတကားလေးနဲ့လိုက်ဖက်နေတယ်ပြီးကြလို့ရှိရင်ဒီအောက်ကကြမ်းခင်းလေးကိုဆိုလို့ရှိရင်လည်းကျွေးပြားလေးသုံးပေးထားတယ်တန်ရှင်းလောက်ရလဲလွယ်ရပါတော့ဒီအိမ်လေးရဲ့မျက်နှာချက်ဒီဇိုင်းကိုအေရှင်လေးရဲ့စိတ်တိုင်းကြဂျက်ဆင်ပုတ်ဒီဇိုင်းမှာရိုးရှင်းတဲ့ဒီဇိုင်းလေးကိုသုံးပေးထားတယ်ဒီအိမ်လေးရဲ့ပထမတက်က master bedroom အခန်းတကားကိုဆိုလို့ရှိရင်လည်းကျွန်းတကားလေးသုံးပေးထားတယ်ဒီခန်းလေးကလည်းဒါပထမတက်ရဲ့ master bedroom နောက်တစ်ခန်းလေးပေါ့ဒီတကားလေးကိုဆိုလို့ရှိရင်လည်းကျွန်းတကားလေးသုံးပေးထားတယ်ဒီ master bedroom အခန်းလေးကိုဆိုလို့ရှိရင်လည်းကြမ်းကင်းကို SPC ရေဆိုကန် floor ကိုသုံးပေးထားပြီးတော့မျက်နှာချက်ကိုလည်းဂျက်စင်ဖို့မျက်နှာချက်လေးသုံးပေးထားတယ်ဒါလေးကတော့ master bedroom အခန်းရေချိုးခန်းအိမ်သားလေးပါနော်အပေါ်ဆုံးတက်ရဲ့ဒီတကားလေးကိုလည်းလက်ကြီးတန်း construction ကနေပြီးတော့ကျွန်းတကားလေးသုံးပေးထားတယ်ဒီအိမ်ရဲ့အပေါ်ဆုံးတက်လို့ space အကျယ်ကြီးမှာလည်းလီတာ1000ရေထောင်ကန်ကြီးလည်းထားပေးထားတယ်ဒီရဲ့အိမ်ရဲ့ဒီဘက်မှာဆိုလို့ရှိရင်လည်း space အကျယ်ကြီးတစ်ခုလုံးရှိရဖြစ်တဲ့အတွက်ဒီ space အကျယ်ကြီးမှာအိမ်ရှင်မရဲ့အနေနဲ့တီးပင်ပတ်မိနေပဲစိုက်မလားဒါမှမဟုတ်ခလေးရဲ့အတွက်အဲ့လိုကစားကွင်းတည်လေးပဲလုပ်ပေးမလားဒါမှမဟုတ်ကျမရဲ့အတွက် gym လေးကျင့်ခန်းလေးပဲဆော့မလားဒီ space အကျယ်ကြီးမှာအိမ်ရှင်အနေနဲ့ကိုယ့်ရဲ့စိုက်တိုင်းကျဖန်တီးလို့ရတယ်ဒီအိမ်လေးကတော့18ပေ45ပေနဲ့နှစ်ထပ်ခွဲအမိုးဆက်လက်လေးနဲ့တိစောက်ထားပါတယ်ပြီးတော့ငွေကျပ်3200နဲ့လည်း Lucky Dam Construction ကနေပြီးတော့တာဝန်ယူတိစောက်ပေးနေပါတယ်ရှင်